ဘသူများလဲလို့လူတော်မားတဲ့ဦးကြောင်ကြားရဲ့ဘာတရင်ကိစ္စပါလို့ကြပြအတင်းလိုက်ချလာတာတော့အေးကိုဟဲ့ငါလည်းမင်းတို့တည်ကြကြချင်းလာပြောတာကွာအေးစေးသဘောမို့ဖြစ်ဖြစ်ပြောလဲရပါတယ်ကွာအရင်ဆုံးထိုင်းပကလုံးကင်ပြီးအပန်းပြေပြောက်အချမ်းရည်တောက်ပါအောင်မင်းကတော့ကွာစကားပြောလိုက်ရင်ကာယနဲ့ပြေမပါရင်မပြီးဘူးကာယနဲ့ပေကိုရှာချမ်းဖွေးဆိုတာမဟုတ်ပါကဲလိုင်းကိစ္စကရင်ပြောပြစီကွာဂျော်နာပိုင်ဖိုတိုမသိတယ်မဟုတ်လားမထူးဆက်ခင်းတဲ့ဥချက်ပင်ရဲ့သားကြောင်မဖင်နန်းတဲ့မောင်လာတင်ဆိုင်ရဲ့ညီအမျိုးရုပ်တဲ့ဖိုတိုကိုပြောတာမဟုတ်လားဟုတ်တယ်အဲ့ဒီကောင်ဖိုတိုနဲ့မိကောင်မလေးရင်သေးညတော့ဖူးဖေးသွားကြပြီကွာရင်နဲ့မိဘတွေဘက်ကတော့ဖိုတိုနဲ့သဘောမတူဘူးလို့ပြောတယ်ကြားတယ်ကွာပြောက်ဦးလဲခွဲစောက်ကျူလဲနဲဆိုတလို့ယူချုံမရအပူလုံးချွာအောင်တမင်စိမ့်ကပြတဲ့ရင်သိမ့်မသားမရဲ့မဟာနဖူးပြောင်တဲ့တနအယူကောင်နဲ့တွေ့မှာတော့အခုလောက်ဆိုငါချစ်သူရင်သိမ့်တယောက်ဖင်းချင်းလောက်ပြီးထင်တယ်ကွာ哎呦我的妈！